2024-2025 ပညာသင်နှင့်ပညာရေးဝန်ကြီးဌာနအစိမ့်မြင့်ပညာဦးစီးဌာနတက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲသို့ဝင်ရောက်ရှင်ပြိုင်မဲ့ပတ်သိန်းဆုံးကိုစားပြုအမျိုးသားအမျိုးသမီးဘောလုံးအသင်းအားအောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကိုဒီကနေ့မနက်ပိုင်းကပတ်သိန်းတက္ကသိုလ်ဘွဲနေသဖြင့်ခမ်းမမှာပြုလုပ်ရာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက2024-2025 ပညာသင်နှင့်တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲသို့ဝင်ရောက်ရှင်ပြိုင်ရန်အတွက်တက္ကသိုလ်များပတ်သိန်းဆုံးအမျိုးသားအမျိုးသမီးဘောလုံးပြိုင်ပွဲပြုလုပ်ပြီးလူရွေးချယ်ခြင်းများစခန်းသွင်းလေ့ကျင့်ခြင်းများကိုလည်းစနေတကျပြင်ဆင်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်းတိုင်းဒေသကြီးအနေနဲ့အားကစားကဏ္ဍမှာတစ်နှစ်ထက်တစ်နှစ်တိုးတက်လာပြီး2025ခုနှစ်တိုင်းဒေသကြီးနဲ့ပြည်내အားကစားပြိုင်ပွဲမှာလည်းတိုင်းဒေသကြီးမှာဒုတိယနေရာမှာရပ်တည်နေပါကြောင်းအမှားစကားပြောကြားပြီးတာဝန်ရှိသူများထံသို့အောင်နိုင်ရေးအလံနဲ့ကြီးမြင့်ငွေများပေးအပ်ခဲ့ပါတယ်အဲဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်ပတ်သိမ်မြို့ပြည်သူ့စေယုံကြီးမှကျန်းမာရေးဝန်ကြီးဌာနမှပါမောက္ခအထူးကုဆရာဝန်ကြီးများကမွေးရပါနှက်ခမ်းခွဲအာခေါင်ခွဲလူနာများအားခွဲစိတ်ကုသပေးနေမှုများအားတွားရောက်ကြည့်ရှုအားပေးခဲ့ရာတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှကမွေးရပါနှက်ခမ်းခွဲအာခေါင်ခွဲလူနာများအားခွဲစိတ်ကုသပေးမဲ့အခြေအနေများလိုက်လံရှင်းလင်းတင်ပြခဲ့ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကမွေးရပါနှက်ခမ်းခွဲအာခေါင်ခွဲခွဲစိတ်ကုသရန်စောင့်ဆိုင်နေတဲ့လူနာများနှင့်ခွဲစိတ်ကုသမဲ့လူနာများအားလိုက်လံကြည့်ရှုပြီးအခုလ22ရက်နေ့အထိဓမ္မခွဲစိတ်ကုသပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။အဲဒီနောက်ပတ်သိမ်မြို့အမှတ်1အခြေခံပညာအထက်တန်းကျောင်းရတနာတစောင်းခမ်းပါမှာပြုလုပ်တဲ့2025-2026ပညာသင်နှင့်တင်ထားကူပစ္စည်းများလက်တွေ့အသုံးချသင်ကြားနိုင်ရေးအတွက်အခြေခံပညာအထက်တန်းအဆင့်သင်ဆရာဆရာမများအရေးအသွေးမြင့်ဆွေးနွေးပွဲအခမ်းအနားသို့တက်ရောက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ကတင်ထားကူပစ္စည်းများလက်တွေ့အသုံးချသင်ကြားနိုင်ရေးအတွက်အခြေခံပညာအထက်တန်းအဆင့်သင်ဆရာဆရာမများနဲ့အရေးအသွေးမြင့်ဆွေးနွေးပွဲကိုဒီကနေ့မှခရိုင်များအလိုက်ပြုလုပ်လျက်ရှိရာအခုလိုရေသွေးမြင့်ဆွေးနွေးပွဲများကိုပြုလုပ်ပေးခြင်းဖြင့်ကျောင်းသားကျောင်းသူများသင်ကြားရမှာပုံမိုထိရောက်စေမှာဖြစ်ပါကြောင်းတိုင်းဒေသကြီးရဲ့တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြန်မာရေးအတွက်လည်းစ조사ဆောင်ရွက်သွားကြစေလိုကြောင်းအမှားစကားပြောကြားပြီးဆရာဆရာမများအတွက်အချင်းမြင့်ငွေများပေးအပ်ခဲ့ပါတယ်အဲဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်ပတ်သိမ်မြို့ကိုသိန်းအားကစားကွင်းမှကျင်းပတဲ့2025ခုနှစ်တိုင်းဒေသကြီးနယ်ပြည်နယ်အသက်25နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲပတ်သိမ်စုံမှာအုပ်စုနောက်ဆုံးနေ့ပွဲစဉ်အဖြစ်မွန်ပြည်နယ်အသင်းနဲ့မန္တလေးတိုင်းဒေသကြီးအသင်းတို့ရဲ့အကြိတ်အနယ်ရှင်ပြိုင်ကစားနေမှုကိုတွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရပါတယ်။ဒီသတင်းကိုပတ်သိမ်သတင်းဌာနခွဲမှပေးပို့ထားတာဖြစ်ပါတယ်ရှင်။